မင်္ဂလာပါခင်ဗျာ2025ခုနှစ်အော်တိုဘာလ22ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့တနေ့ကြာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုနိုင်ပိုင်းအတွင်း PDF တွေသိမ်းပိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပါမယ်ဗဟိုတိုင်းရီတာရှိမြို့နယ်ရွာတိကြီးရွာရှိအင်အား60ကျော်နဲ့တနေ့ကြာတက်ဆွဲထားတဲ့စစ်ကော်မရှင်စခန်းကိုနိုင်ပိုင်းအတွင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့နေပြည်တော်တိုင်းစစ်ဌာနတာဝန်ရှိသူတွေစီကသိရပါတယ်အော်တိုဘာ20ရက်နေ့လယ်တနာရီ50မိနစ်ခန့်မှာဘန်ကာ၄ခုပင်မစကန်တစ်ခုရှိနေတဲ့စစ်ကော်မရှင်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာညနေ3နာရီမတိုးခင်အချိန်မှာနေရာအလုံးကိုသိမ်းယူနိုင်ခဲ့တယ်လို့နေပြည်တော်တိုင်းစစ်ဌာနတိုင်းကုကရေးမှူးဗိုလ်လက်ရာကပြောပါတယ်။တိုက်ပွဲအတွင်းမှာလေကြောင်းရန်ကာကွယ်ရေးတပ်လာကတာ239တပ်ကဒုတိယဗိုလ်မှူးကြီးညီနိုင်ကိုလက်နက်ချဖို့ပြောပေမဲ့လက်မခံဘဲပြန်ပစ်ဖို့ကြိုးစားလာတာကြောင့်အသေးပစ်ခတ်ခဲ့က၎င်းအပါအဝင်စစ်ကော်မရှင်ဘက်က15ဦးသေဆုံးပြီး2ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကော်မရှင်ဘက်ကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနှလုံးကျဲချခဲ့သလိုပွိုင်ဖိုက်တွေနဲ့လည်းပစ်ခတ်ပြီးစွာရွာမအထိုင်ချစကန်ကနေလည်း120မမလက်နက်ကြီးတွေနဲ့ပြစ်ကူပေးတာတွေရှိခဲ့တယ်လို့သိရပါတယ်။ drone ချက်မှာအထိုင်ဆက်ကြီးတစ်လုံး MA11 တစ်လက် MA3 တစ်လက် G3 3လက်60မမတစ်လက်ပစ္စတိုတစ်လက်60မမကြီး9လုံးကြီးပေါက်10ခုကြီးမျိုးစုံ1000ခန့်နဲ့မီးစက်တစ်လုံးကိုတော်လိုင်းတပ်တွေကသိမ်းဆည်းခဲ့ပြီးကျန်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကစွာရွာမဘက်ကဆုတ်ပြေးသွားတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်တပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲမှာတပ်ဖွဲ့ဝင်2ဦးမစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။လူစီကားတဲ့ထမင်းဆိုင်အနီး drone နဲ့ပုံကျဲလို့ကလေးတအုပ်အပါ2ဦးသေဆုံးခဲ့တဲ့သတင်းကိုဆက်လက်တင်ဆက်ပါမယ်။မန္တလေးတိုင်းတပိတ်ကြီးမြို့နယ်ဇရက်ပွင့်ကြီးရွာဇေတရာထိပ်အနီးမှာစစ်ကော်မရှင်တပ်က drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတအုပ်အပါအဝင်2ဦးသေဆုံးပြီး3ဦးဒဏ်ရာရတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတပ်ဦးစီကသိရပါတယ်။အော်တိုဘာ22ရက်ညနေ6နာရီခန့်မှာစစ်ကော်မရှင်စစ်ကြောင်းကလွတ်လိုက်တဲ့ drone ကငွေလာမင်းထမင်းဆိုင်အနီးကိုဘုံတလုံးကျဲချခဲ့တယ်လို့ဒေသခံတပ်ဦးကပြောပါတယ်။ဘုံစာထိမှန်တာကြောင့်အသက်2နှစ်အရွယ်ကလေးငယ်တအုပ်အသက်40ဝန်းကျင်အမျိုးသမီးတအုပ်ပွဲချင်းမိသေဆုံးပြီးအသက်30ကနေ60ကြားအမျိုးသား3ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိသွားပြီးနီးစပ်ရာဆေးကမ်းမှာဆေးကုသနေရတယ်လို့ဆိုပါတယ်။လက်ရှိမှာလည်းမိုးကုတ်ဘက်ကိုဥတီစစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်အဖွဲ့ဟာဇရက်ပွင့်ကျေးရွာအနီးထိရောက်ရှိနေတယ်လို့အထက်ပါဒေသခံကပြောပါတယ်။ဆက်လက်ပြီး SRF တပ်ဖွဲ့တည်ထောင်ခြင်း၄နှစ်ပြည့်ခမ်းနားပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပါမယ်။ကျောင်းသားတော်လှန်ရေးတပ်တော် SRF တပ်ဖွဲ့တည်ထောင်ခြင်း၄နှစ်ပြည့်ခမ်းနားကိုစကိုင်းနဲ့ပဲခူးစစ်ဒေသတွေမှာပြုလုပ်ခဲ့တယ်လို့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတူခိုင်ကပြောပါတယ်။အခမ်းအနားမှာတော့မိဖက်အဖွဲ့အစည်းတွေကပေးပို့လာတဲ့တဝန်လာတွေဖတ်ကြားတာတက်ရောက်လာတဲ့မိဖက်အဖွဲ့အစည်းတွေနဲ့အတူ SRF အလံတော်ကိုအလေးပြုတာတွေပြုလုပ်ခဲ့တယ်လို့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။၄နှစ်ပြည့်ခမ်းနားကိုမဟာမိတ်တပ်ဖွဲ့တွေနဲ့ဒေသတွင်းတော်လှန်ရေးတပ်တွေကတက်ရောက်ခဲ့ကြပြီးပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ PDO ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ကျောင်းသားတပ်ဦးကျောင်းသားလက်ရုံးတပ်တော် SAF ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ YRF စတဲ့မဟာမိတ်အဖွဲ့အစည်းတွေကတဝန်လာတွေအသီးသီးပေးပို့ခဲ့ကြပါတယ်။ SRF တပ်ဖွဲ့ကို2021ခုနှစ်အောက်တိုဘာ21ရက်မှာတပ်သားဦးရေ88ဦးနဲ့စတင်ဖွဲ့စည်းခဲ့ပြီး2025မှာတော့စကိုင်းတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းစစ်ဒေသတွေမှာအသီးသီးလှုပ်ရှားနေတာပါနောက်ဆုံးတစ်ပုဒ်အနေနဲ့အင်အားသုံးစစ်ကြောင်းထိုးခံနေရတဲ့ကလေးမျိုးနယ်မှာစစ်ဆောင်တောင်းကျော်စေးဝါးနဲ့ရိတ်ခါအရေးပေါ်လိုအပ်နေတဲ့တဲ့မှာစကိုင်းတိုင်းကလေးမျိုးနယ်မှာစစ်ကောင်မရှင်တပ်ကအင်အားသုံးစစ်ကြောင်းထိုးနေတဲ့အတွက်တိမ်းရှောင်နေကြရတဲ့စစ်ပေးရှောင်တွေမှာစေးဝါးနဲ့ရိတ်ခါတွေလိုအပ်နေတယ်လို့ကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့အဖွဲ့ဝင်တအုပ်ကပြောပါတယ်အင်အား1500ဝန်းကျင်ပါတဲ့စစ်ကော်မရှင်တပ်တွေကကလေးမျိုးနယ်အတွင်းစစ်ကြောင်းထိုးတာတော်လိုင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်တာကြောင့်ဒေသခံတွေဟာအော်တိုဘာဒုတိယပတ်လောက်မှာစတင်တိမ်းရှောင်ခဲ့ကြပြီးစစ်ဆောင်ကာလ2ပတ်ကျော်ရှိတာချိန်မှာအကူအညီတွေလိုအပ်လာနေတာပါစစ်ဆောင်လာကြသူတွေထဲမှာတက်ကြီးရွယ်ကိုမတန်ဆွမ်းတွေကိုဝင်ဆောင်မိခင်တွေပါပြီးမိုးမိတာကြောင့်အဖျားယောဂါတွေဖြစ်နေကြတယ်လို့ကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့အဖွဲ့ဝင်တအုပ်ကပြောပါတယ်အရေးပေါ်တိမ်းရှောင်လာကြရတာကြောင့်အတုံးဆောင်တဲ့စားနပ်ရိက္ခာအနှဲငယ်သာယူလာနိုင်ပြီးပါလာတဲ့ရိက္ခာတွေကလည်းပြက်လက်လူနီးပါဖြစ်နေပြီးမိုးမိတဲ့တန်တွေကြောင့်လက်ရှိလက်လန်းမိတဲ့လောက်နေရာတိုင်းမှာတင်ဖျားနာနေသူဦးရေက100နီးပါးလောက်ရှိနေတယ်လို့အထက်ပါအဖွဲ့ဝင်ကပြောပါတယ်ဖျားနာနေသူတွေအပြင်နောက်ထပ်သက်ကြီးရွယ်ကိုဝင်ဆောင်တွေနဲ့မတန်ဆွမ်းသူတွေအတွက်လည်းကျန်းမာရေးဆောင်ရှားမှုအရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်လက်ရှိမှာကန်ကြီးကန်တာယာ56မိုင်လက်ပံချောင်းပြည်တော်သာပြင်းခုံကြီးပြင်းတော်ဦးရာဇကြိုမြစဲမြလင်းမောက်လင်းရန်မျိုးအောင်နန်းဆောင်မှုစတဲ့ကြီးရွာတွေအပါကလေးမျိုးနဲ့မြောက်ပိုင်းရှိရွာတွေကဒေသခံ1000ကျော်တိမ်းရှောင်နေကြရတာပါအဆိုပါစစ်ကြောင်းဝင်ရောက်လာချိန်မှာလေကြောင်းပစ်တာလက်နက်ကြီးပစ်ခတ်တာတွေကြောင့်ပြည်သူ15ဦးထက်မနည်းသေဆုံးခဲ့ပြီးစစ်ကြောင်းဝင်ရောက်ခဲ့တဲ့နေရာတွေမှာအသက်ခံခဲ့ရတဲ့ပြည်သူ10ဦးထက်မနည်းရှိကဖမ်းခံရသူတွေလည်းရာခိုင်နှုန်းရှိတယ်လို့သူကဆက်ပြောပါတယ်
ဒီအခြေအနေတွေနဲ့ပတ်သက်တဲ့နောက်ဆက်တွဲအခြေအနေတွေကိုတော့မြေသက်တံကဆက်လက်စုံစမ်းနေပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ဟာကလေးတမှုလမ်းမပေါ်ကရွာတွေမှာတပ်ဖြန့်ပြီးစစ်ကြောင်းတုံးတွေကဒေသခံဒေါ်လာရေးတပ်တွေနဲ့လည်းတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကကလေးတမှုအာရှကားလမ်းမကိုအပြေးအဝထိန်းချုပ်နိုင်ရေးဇွန်လကစတင်ကစစ်ကြောင်းထိုးစစ်ဆင်နေတာဖြစ်ပြီး3လကျော်အကြာလက်ရှိထိုးစစ်မှာအင်အား1500ခန့်ပါဝင်တာကြောင့်ကလေးမြို့နယ်မြောက်ပိုင်းကအမျိုးသားညီညွတ်ရေးအစိုးရNUG လက်အောက် PDF တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့စခန်း၅ခုကိုပြန်လည်လက်လွတ်ခဲ့ရတယ်လို့မြေပြင်အခြေအနေကိုသိရှိသူတွေကပြောပါတယ်။မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည8:00 နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တန်ရဲ့ website, YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။